အပြူကြီးတွေကလည်းသေညံများတော်မှုပြောမှာမဟုတ်တော့ဟိုမန္တလေးကအပြူကြီးတို့ဟိုတော်မွေးလို့ပြောမှာမဟုတ်ဘယ်လိုမှမအောင်မင်းကျုပ်စံလေးဖတ်ရင်းနဲ့ဟိုရှေးတုန်းကအပြူကြီးတွေပြောတာပါမဝေးနည်းနည်းအချိန်လေးပေးလို့ရသေးလားဟိုရှေးတုန်းကအပြူကြီးတွေညံများတာပြောပြတာပါနားလည်အောင်ပြောကြဆိုအပြူကြီးသခိုးဖန်းနေတဲ့ဘာဖန်းနေတယ်ဟိုတော့ကရွာတွေမှာဒါလေးပြောချင်တာဒေါ်မွေးတို့နေခင်ကစွန်းစားကောင်းတော့ကြာကျုပ်ကဒါလေးအမှတ်ရသွားတယ်ဩငါညဒါလေးပြောအောင်မယ်မဝေးဟိုရှိတော့ကရွာတဲ့ရွာမှာဒီဘက်ကန်းကနေပြီးတော့ဟိုဘက်ကန်းကိုသွားပြီးတော့နေ့စဉ်ဈေးသွားရောင်းတဲ့ဒကမာကြီးတယောက်ရှိတယ်ဒကမာကြီးကဈေးသွားရောင်းတာဟိုဘက်ကန်းကိုဆက်လီလေးနဲ့မန္တမိုးတော့အောင်ချင်းလင်းပြီးဆိုရင်ဆက်လီလေးနဲ့သွားရောင်းပြန်လာပြီးညနေဆိုရင်ဒီဘက်ကန်းပြန်လာအဲ့ဒါလိုအတမွေးချောင်းပြုတ်နေတဲ့ဈေးတယ်ပြူကြီးအိမ်မှာတော်ကောင်းရဘာလို့လဲစုလိုက်ဆောင်းလိုက်တယောက်တည်းတကူကြီးတစ်ပါးဆိုတော့လေစီဝါဥစ္စာလေးကအစင်ပြေရလာလာလေးရွှေလေးတကွန်းဝက်လိုက်ရလာလာလေးရွှေလေးတကွန်းစုလိုက်တကွန်းစုတော်တော်များလာတာလက်ဝဲရတနာလေးကအဲ့ဒါများလာတော့တော်ကောင်းရပြောကြဆိုဘာလို့တလဲဆိုတော့ဒါထဲမှာရှိတယ်တယောက်ကကြောက်ချဟိုဘက်ရွာကအပေါင်းနဲ့တယောက်နဲ့ပေါင်းပြီးတော့တခိုးတကူသောတော်ကောင်းများရေဘာလို့တလဲဆိုတော့ညတညကြအပြူကြီးအိမ်တခိုးတက်တယ်ပြူကြီးတွေတတိချနော်မကွေးအပြူကြီးဘာတက်တခိုးတက်တော့ခြေရန်ချတာနဲ့အပြူကြီးကအဲ့ဒီညကဒီလိုဆောင်းရံတွေကလည်းမဟုတ်နှွေရံတွေပူတော့တကားလေးဖွင့်အိတ်တာအဲ့ဒါတခိုးတက်တော့ဘာလို့လဲအပြူကြီးလေကြောချမ်းပြီးတော့ကြောက်တော့အဲ့ဒီဘာလို့လဲဆိုတော့တခိုးကသဖြည်းဖြည်းနဲ့အခန်းလေးရောက်တော့ပြီးတော့ရေရနာပစ္စည်းဒုက္ခထားတဲ့နေရာထိရောက်နေတော့ရွာကလူကကြောက်ချတော့တေချာသိတော့တက်ရအဲ့ဒီနေရာပဲဥတည်သွားမလေးငါအော်လို့ရှိရင်မဖြစ်ဘူးငါအော်မြန်အော်လိုက်ရင်ငါ့ကိုအမလေးမသွေးရစေမဝေးအမလေးမသွေးရစေအပြူကြီးကြောက်လန့်ပြီးတော့ဘာလို့တလဲဆိုတော့အပြူကြီးဖြစ်ဘူးဒီတိုင်းတော့ငါမှနှစ်ဘူးကချွေချီမကြောက်ရှာထားရတယ်အဲ့ဒီငါအပါမခံနိုင်ဘူးဆိုတော့ပြူကြီးကတယောက်အတန်ကနေနှစ်ယောက်စကားပြောတယ်ချိုးမအိတ်သေးတဲ့ပုံစံပေါ့ညီမလေးရေတဲ့တော်မကြီးနှစ်တန်ကျုပ်ကသိမပြောတယ်လို့တယောက်တည်းရဲ့အမှန်တကယ်တော့အပြူကြီးကနှစ်တန်ပြောနေတာညီမလေးရေတော်မကြီးကနှစ်တန်လို့မှတ်ပါဗျာအတန်လို့ကျုပ်လည်းမတက်လို့အဲ့ဒါလည်းဘာလို့တလဲဆိုတော့တော်မကြီးညီမလေးတဲ့ပြောပြရအောင်မဟေးတဲ့သိလာတယ်ဟိုရှိတုန်းကလေတဲ့အမကြီးတို့လိုဈေးရောင်းနေပေါ့တဲ့ဈေးတယ်ရှိတယ်ညီမလေးပင်ပန်းနဲ့အေးတဲ့ဒုက္ခမြတ်ဒီဘက်ကန်းကနေဟိုဘက်ကန်းသွားရောင်းဟိုဘက်ကန်းကနေတခါဒီဘက်ကန်းပြန်လာရနေ့စဉ်နဲ့မြမောလိုက်ပန်းလိုက်တာလဲလွန်ရောဘဝကိုယုံကန်နေရတာအေးတဲ့အဲ့ဒီမှာအလွန်ရင်မတန်မကိုချက်သိဝင်းချင်းထားရပါအေးတဲ့သူ့တယောက်တည်းယုံကန်ရတာဈေးရောင်းစားပြီးတော့နေရတယ်အဲ့ဒါအေးတဲ့တကူတော်နေမနမိုးတော်အောင်ချင်းလင်းတော့ဈေးရောင်းထွက်ဝယ်ယူစရာလေးတွေရောင်းစရာလေးတွေယူပြီးဆက်လေးပေါ်တင်ဈေးရောင်းထွက်အဲ့ဒါမြေကန်းအလဲကောင်လဲရောက်တော့ကြတော့တကယ်ရောင်းကုန်ဖြစ်တဲ့ထားပါတော့ခရမ်းညင်တီလူစားများတယ်ဆိုခရမ်းညင်တီကမေ့ကျန်းနေခဲ့တဲ့အချိန်တတိယတဲ့အချိန်ကမြစ်လေကောင်ကရောက်နေပေါ့ရောက်နေတော့ကြတော့ဘာလို့တလဲလဲဆိုတော့အဲ့ဒီမြစ်လေကောင်ရောက်ကတတိယတော့ကတော့အမလေးဆက်လီစီရက်ပါအောင်ကျမခရမ်းညင်တီတောင်းကြီးမေ့ခဲ့လို့တော့ဟောဗျာခမရကလည်းဒုက္ခပါပဲဆက်လီကအလဲကောင်ရောက်နေပေါ့မြစ်လေကောင်ရောက်နေပေါ့အဲ့ဒါနဲ့ဟိုဘက်ကလည်းဆက်လီကြီးတစ်စင်းကလာတာတော့တွေ့အမလေးကံကောင်းရတော့ဟိုမှာဆက်လီကြီးလာပြီရတယ်ကျမခေါ်မယ်ကျမဒီရတဲ့ရှင်ဟိုဘက်ကပြန်ယူသွားတော့တဲသွားတော့ကျမကခရမ်းညင်တီတောင်ပြန်ယူပြီးတော့ဒီဆက်လီနဲ့ခရမ်းညင်တီတောင်ပြန်ယူပြီးတော့ကျမလာခဲ့မယ်ခင်ဗျဆက်လီချင်းကက်လိုက်ဆက်လီချင်းကူးမရစေဒီဆက်လီနဲ့ဟိုဘက်ကကလာတဲ့ဆက်လီနဲ့ပြန်လိုက်သွားမယ်ပေါ့ဟိုဘက်ကလာတဲ့ဆက်လီစီကအနာကတ်ခိုင်ဆက်လီချင်းတဖြည်းဖြည်းပြည့်လေကောင်မှာကတ်တော့ဆက်လီကကတ်ပြီးသွားအမျိုးသမီးကြီးဘာလို့တော့မလဲဆိုတော့ဒီဘက်ဆက်လီကနေဟိုဘက်ဆက်လီပေါ်မှာကူးတော့မှာဆိုတော့မိမသားဆိုတော့အပြူကြီးပြို့မကွေးအပြူကြီးဘာကူးတော့ဆက်လီကူးတော့မှာဒဇင်းမော်ကလေဒဇင်းအဲ့ဒါ
ခြေတော်လေးအသားလေးသမိန်လေးမပြီးတော့ဟိုဘက်ပေါ်မှာခြေတော်လေးတစ်ချောင်းအာယူလိုက်တယ်ဘက်ကလေးအာယူလိုက်တဲ့ခြေတော်နေရာကနေရာမတော့တဲ့မကြပဲနဲ့ဇောင်းကန်တော့ဆက်လေးကဟိုဘက်ရွေ့တယ်လို့ဖြစ်တော့ဒီဘက်ကလည်းပဲဆက်လေးကဘာလို့တလဲဆိုတော့ခြေတော်ကပြီးတော့ဘောင်ကထောက်ပြီးတာတဖြည်းဖြည်းနဲ့ဒီလိုဖြစ်လာမကွေးအပြိုကြီးပုံစံမြင်ကြည့်စမ်းအဲ့ဒါလည်းဘာလို့တလဲလို့ဆိုတော့လေအပြိုကြီးဈေးရောက်တဲ့အပြိုကြီးတပြေးပြေးနဲ့ဇက်လေးကလေးနှစ်စီးကလေးပူပူမလာပဲနဲ့ကွဲကွဲသွားတော့အပြိုကြီးကြောင်အားလန်အားဖြစ်နေတဲ့အချိန်မှာညီမလေးဗျာမကြီးအမလေးမကြီးရဲ့ချက်တိမွေးညထားစရာကောင်းတယ်အမလေးနားထောင်ကြည့်အောင်ညီမလေးရဲ့ချက်တိမွေးညထားစရာမကောင်းအခုကြည့်အောင်လေအဲ့ဒီအမကြီးဘာဖြစ်သွားတယ်လဲဆိုတော့နှစ်စီးလေးဆက်လေးကြီးကတပြေးပြေးနဲ့မကွေးအဲ့ဒါတပြေးပြေးနဲ့နှစ်စီးကဝေးဝေးသွားတော့အဲ့ဒီအပြိုကြီးအေးတဲ့ကြောက်ကမန်းလေးนี่អော်လိုက်တာကိုအမလေးတော့အမလေးကဲကြပါအောင်ဟိုတော့အလောက်អော်ကြမអော်မှာကျုပ်ကတော့ကိုអော်ပလဲအဲ့နေတဲ့သူရှိလဲလက်လို့အောင်မကွေးအမလေးတော့ကဲကြပါအောင်ဆိုတော့အဲ့ဒီနေရာကျမှအပြိုကြီးကအိမ်နဲ့တခိုးကသူပြောတဲ့ဥစ္စာကိုငိုင်းပြီးတော့နားထောင်ပြီးရတာကဖြစ်နေတာအထုပ်ကြီးကင်ပြီးတော့နှစ်ယောက်ကညီမနှစ်ယောက်အတန်ဟန်ဖန်ဆင်းပြီးတော့ဒဏ္ဍန်နဲ့ဒဏ္ဍန်လှုပ်ပြောနေတော့ဟိုတခုစိတ်ဝင်စားတော့အဲ့ဒီမှာអော်လိုက်တော့အပြိုကြီးကအမလေးတော်အစားတော့ကတော့လေတံလေးကမှန်ပဲအမလေးတော်နေရာရောက်ခါကျမှအမလေးတော်ကဲကြပါအောင်ဆိုတော့အိမ်နေတဲ့သူတွေဘေးအိမ်တွေကလန့်နိုးလာပြီးတော့ဟာတို့ရွာကအပြိုကြီးဘာဖြစ်တယ်လဲမသိဘူးဟာဝိုင်းကြဟေးအကုန်လုံးမိတို့ဆွဲနေဓာတ်တွေတုတ်တွေဆွဲအပြိုကြီးအိမ်တက်အပြိုကြီးဘာဖြစ်တာလဲဟိုမကွေးဟိုမဆိုတော့သူလက်ညှိုးတို့တဲ့နေရာသွားပြီးတော့ကြည့်လိုက်တော့တခိုးအထုပ်ကြီးဆွဲလို့စဉ်းစားတာကြည့်တော့အပြိုကြီးအဲ့ဒါဘာလုပ်တယ်လဲလို့ဆိုတော့ဟဲ့ကောင်မင်းဘာလုပ်တာလဲမင်းဘာလုပ်တာလဲမိန်းကလေးတစ်ယောက်တည်းရှိတဲ့အိမ်ဒါဘာပုံမှန်မြောက်မယ်ထဲတော့မယ်မဟုတ်ရပါဘူးဗျာမဟုတ်ရပါဘူးကျွန်တော်သူ့အိမ်ကရတနာပစ္စည်းလာခိုးတာပါခင်ဗျာရတနာပစ္စည်းလာခိုးတာပါသူပြောတဲ့ဇာကညီမနှစ်ယောက်ပြောတဲ့ဇာကနားရောင်ကြပြီးနားထောင်လိုက်တာကျွန်တော်ဤသူ့အိမ်နဲ့ဖြစ်တာပါဟဲ့သူမလေးသူပြောတာဟုတ်သလားနင်းဘာအဆင်ပြေတယ်မဟုတ်လားဟဲ့မကွေးပြေပါလေတော့ကျမအဲ့ဒါလိုပဲသူကတယောက်တည်းအမျိုးသားကသူကကျမကိုလေကျမကអော်လိုက်လို့ရှိရင်ဒီတိုင်းပဲဗလိုင်းကြီးអော်လိုက်လို့ရှိရင်ကျမကိုတခုခုကြံရွယ်ပြီးလောက်ခံရမှာကြောက်လို့အဲ့ဒါနှစ်ယောက်ပြောတဲ့အတန်လေးဖန်ဆင်းပြီးတော့ကျမအဲ့ဒါလိုမူရမာယာသုံးလိုက်တာတော့အမလေးတော့ချက်တော့အေးအပြူကြီးတခိုးဖန်းဒီမှတ်ဟာ